မီးအောင်လုံးနေတာဖြစ်ပါတယ်တရင်ညို့လာပြင်းနေမှာနီးစက်ကြလှဲ့လဲပူဇော်ပွဲဓမ္မစကုကလေးတွေနဲ့အဲ့တော့ဓမ္မစကုကလေးတွေတခါတည်းဖိတ်မှန်တကပြုတ်လိုက်ပါတယ်ဒီမှာမီးဘုံဟွာလေးတက်လို့ပြတော့ပါမီးဘုံဒီမှာမီးဘုံလုံးနေတာဖြစ်ပါတယ်တရင်ညို့လာပြင်းနေနီးစက်ကြလှဲ့လဲပူဇော်ပွဲမိုးလေဝသကောင်းရင်နော်နီးစက်ကြလှဲ့လဲပူဇော်ပွဲလုပ်မှာဖြစ်ပါတယ်နော်လာပြီကျော်တရက်အနည်းနဲ့ဒီတိုင်းဦးဇင်းတို့ကြောင်းမှာဆွမ်းလောင်းပွဲဆွမ်းတော်ရီဖို့လာပြီကျော်တရက်နေ့ညပုံမှာဖြစ်ပါတယ်လာပြီကျော်2ရက်နေ့ဒီကြောင်းကဆွမ်းလောင်းပွဲဖြစ်ပါတယ်ဒီဘုံဒီမဲ့ဖွဲ့သားတွေကျောင်းမှာဘော်ရာဘော်ကျွတ်တွေလုံးနေရဖြစ်ပါတယ်ကဲဒီဘုံလုံးဖို့အဲ့ဒီမဆက်ကူကတရွက်ကို900တဲ့တရွက်ကို8လုံးရတယ်ဝါတော့ဒီမဲ့တစ်လုံးကို2800တဲ့ဟောခဏဖျောင်းနိုင်ရ2000တဲ့ဝမ်းသေးတယ်မင်းတို့ဒီထက်ပါတဲ့ဟာလေးတွေကတော့ဟိုအကောက်ဒီအကောက်ပေါ့ဒီမဲ့အောက်ကခံခွက်နော်ခံနေဒီမဲ့ခံခွက်အဲ့မှာခံခွက်နော်ကဲအလူရှင်ကတော့လောလောဆယ်တော့ဘာညာပေါ့ဗျာပြီးပြီကဲဘာညာဆိုသဘောပေါက်တယ်မဟုတ်လား